Figma မှာဒီလိုလေး page တွေကို organize လုပ်ကြမယ် Figma မှာဒီလို page တွေကို page တွေပုံစံမျိုးလုပ်ချင်တယ်ဆိုလို့ရှိရင်အမတို့ default အတိုင်းလုပ်လို့မရအောင်အဲ့တော့ဒီနေ့လုပ်လို့ရတဲ့ဟာလေးပြမယ်။နောက်ဆိုအမတို့မှာ page 1ရှိတယ် page 1ရှိလို့ရှိရင်အမတို့ကအဲ့ဒီကောင်ဖြတ်လိုက်မယ်ဖြတ်ပြီးအမတို့က emoji ထည့်မယ် emoji ကိုကြတော့အမတို့ control command space မှာပုတ်ပြီးတော့ထည့်လို့ရတယ်အဲ့ဒီမှာအမတို့က computer ဟာလေးပေါ့နော်အဲ့လိုမျိုး sample လေးပဲထည့်လိုက်မယ် computer ဆိုနှိပ်ချလိုက်ပြီးဒီမှာထည့်လိုက်မယ်ထည့်ပြီးလို့ရှင်ကြတော့အမတို့ကသူ့ရဲ့ခေါင်းစဉ်လေးပေးမယ်ပေါ့နော်အဲ့အောက်ထဲမှာအမက version 1 version 2ထည့်ချင်တာပေါ့အဲ့ဆိုလို့ရှင်အမတို့ဒီပေါက်ဝဲနှိပ်လိုက်မယ်နှိပ်ပြီးလို့ရှင်ကြတော့အမတို့ page မှာ space ပါ3ချက်ပုံမယ်1 2 3ပြီးလို့ရှင်ခုန emoji ပြန်ယူမယ် control command space ကိုနှိပ်ပြီးတော့ပြီးလို့ရှင် arrow ဆိုပြီးရှာလိုက်မယ် arrow ဆိုလို့ရှာလိုက်လို့ရှင်အမတို့ဒီအောက်ဆုံးမှာအမတို့လိုချင်တဲ့ arrow တွေ့လိမ့်မယ်တွေ့ပြီးဆိုထည့်လိုက်မယ်ထည့်ပြီးတော့မှအမတို့ space ပါတစ်ချက်ပုံမယ်ပုတ်ပြီးတော့မှဗာလဲဆိုတော့ v1 နောက်တစ်ခုကိုလည်းအမတို့အဲ့လိုပဲထည့်လို့ရတယ်ဒီမှာအပေါင်းလေးနှိပ်လိုက်မယ် space ပါ3ချက်ပုံမယ်ပြီးရင် control command space နဲ့အမတို့ emoji ရှာမယ်နှိပ်လိုက်မယ်နှိပ်ပြီးရင်အမ space ပါချမယ်ပြီးလို့ရှိရင်v2 okay အဲ့ဆိုလို့ရှိရင်တော့အမတို့မှာ page 3လေးထည့်လို့ရပါပြီပေါ့နော်